တာနဲ့ဆုံးညီမှာကျွန်တော် channel လေးကိုsubscribe မလုပ်သေးရင် subscribe လုပ်ပြောကြချင်ပါတယ်ခုတနေ့ကပြောပြခဲ့တဲ့အချက်လေးပေါ့ဗျာအဲ့ဒီကြောင့်ပြောရင်ဥပဒါရဲ့အကြောင်းပြောကြအောင်သူကအနေတိုင်းရိုးအေးပဲဗျဟိုကျွန်တော်တို့ကဆုံးမသိတယ်ကျောင်းအမေစာခင်အောင်ခင်နေသေးတယ်ဗျသူကကိုယ်တော်တော်ကြိုက်တယ်လို့ဗျသူကကင်းဆက်တယ်လို့မွန်ဆက်တယ်လို့ပြောကြတာပဲသူကတော့ခက်ဖြူပဲတို့အညာသားတွေကတော့သိရမလားအသားရည်ရထညက်တောင်များတယ်တချို့နေဘူးတဲ့နေများနေကြတော့ပုံကြီးကြောင်ပေါ့မင်းကလေးတွေကြတော့ပုံကြီးကြောင်တော့ပြန်ဆေးဆိုကြတာမင်းလေးတွေကြတော့အသားကိုကရမက်အယောင်နဲ့လေကျုပ်တို့ရမှာအသားပြူတာဆိုတော့ဥပဒါရဲ့ရောနောက်ပိုင်းကကင်းရင်များစုကင်းဆက်တွေရဲ့ကျွမ်းမှာငွေတို့ချီတန်းပြီးတော့ရက်ဆိုင်ဖွင့်နေတရုတ်ကြီးရဲ့ဒီလောက်ပဲရှိတာဗျဥပဒါဒီကြောင်ကျွန်တော်လည်းသိရင်သိပြီမဲ့ဘာကလူတို့များများသိမသိကြဘူးဗျကျုပ်အဖေတော်မှာမသိဘူးဗျကျုပ်ဘိုးကတော့ဥပဒါအမေကိုမေးတယ်ဆိုတော့သူကတော့နည်းနည်းပါးပါးသိဥပဒါအဆုံးပြတာသူ့မိကြောင်နဲ့ဥပဒါရဲ့အမေကအမေပြင်းနဲ့မေပြင်းကဝမ်းနေပါဆုံးနဲ့သူ့ကိုတချို့ကကိုယ်မြောက်လို့လည်းပြောကြတယ်မေပြင်းကိုခေါ်ရတာအချင်းလုံးအိတ်လိုက်စားလိုက်စိတ်ကူးရင်လိုက်နဲ့ပြင်းနေလို့မေပြင်းကိုခေါ်တာဒါပေမဲ့မေပြင်းကိုခွဲရပေမဲ့သူတို့အိမ်ကိုသွားရင်ပုံတမောက်တဲ့တော့မတွေ့ရတယ်လို့အိုးရီခေါ်တီကလည်းပြောင်းစင်းနေတာပဲဗျဘာလဲဆိုတော့မေပြင်းကသူကသာပြင်းနေတာအိမ်ကိစ္စတွေကိုကိုယ်တက်နေခိုင်းတာလေဗျတခါတလေပြစီတဲ့ရင်ကြီးကချန်နဲ့မှာသူ့အလိုလိုလိုက်ရနေတာဗျဘာသာစင်တာကြီးကလည်းနောက်စားတွေကိုအလိုလိုရှင်းနေတာလေတန်းစီပိုင်းနဲ့လိုထားတာလေရေပုံးကြီးသူ့လိုလိုခံနေကြတာဗျဥပဒါကြီးဆွမ်းနေဆိုမေပြင်းတော့အင်းတော်ပဲရှိတာဗျအဖိုးကပြောတယ်ဒီတော့ဥပဒါလည်းသူ့မိချီကနေပြီးတော့ဆွမ်းနေမှာပေါ့ဗျာအဲ့ဒီမေပြင်းဆိုတဲ့မိမကြီးကြောင်းနဲ့တော်ရှိတယ်ဗျထားပါတော့အခုဥပဒါကြောင့်မဆက်ပြောဥပဒါကျိုးလို့ဆိုင်တော့မှာသူကတက်လေးချက်လောက်ရှိမယ်ဗျထိကတော့တော့ပြောင်းနေတာဗျတချို့ကတော့ကိုယ်ရင်းနဲ့ပြန်ဆုံးသွားတော့အဲ့လိုမျိုးရုပ်ဆိုးသွားတယ်ပြောကြတာပေါ့ဗျာဥပဒါလူတွေဘောလုံးကဆိုရင်ရုပ်ကအတော်ကိုချောတာတယ်ဗျမင်းသားကြီးခမောင်ရင်လို့စိန်လွင်လို့ရုပ်ပေါ့ဗျဒါကအပြိုတွေကလည်းရုပ်ကြိုက်ပြီးမဲ့တော်မင်းသားဆိုတော့ချောက်ကြတယ်ဗျဥပဒါကလေးပြူကြီးဗျတေးသွားရတဲ့အထိမင်းမတယောက်မှရမသွားခဲ့ဘူးသူသေးတော့သူပြန်လဲဆုံးပတ်တယ်နော်ဗျာ